အားလုံးပဲမင်္ဂလာပါ Mythical Tellers ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Mythical Tellers ကပကနီနီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကဒနာအီလာအကြောင်းအရာဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားမယ့် channel လေးဖြစ်တာကြောင့်ဒီလိုမျိုးအကြောင်းအရာတွေကိုစိတ်ဝင်စားရင်တော့ကြည့်ရှုအားပေးကြဖို့တိုက်တွန်းချင်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ပထမဆုံးဗီဒီယိုလေးမှာပြောပြပေးသွားမယ့်အကြောင်းအရာကတော့ Greek တွေရဲ့နတ်ဖျားဒနာကြီးဖြစ်တဲ့ Greek mythology အကြောင်းပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်ကြတာပေါ့ Greek ဒနာကြီးမှာတော့စကြဝဠာကြီးရဲ့အစမှာပထမဆုံးတည်ရှိနေခဲ့တာက chaos ပဲဖြစ်ပါတယ် chaos ဆိုတာဘာလဲလို့ရှင်းပြရရင်တော့ဖျို့ဖဲမတည်မြဲတဲ့အရာတစ်ခုလို့ပြောရမှာပါအဲတော့ကစကြဝဠာကြီးကျမ်းမှာ chaos ကလွယ်ပြီးဘာမှမရှိခဲ့ပါဘူးဒါပေမဲ့နောက်ပိုင်းမှာဒီ chaos ကနေပြီးတော့နတ်ဖျားတွေကိုစပြီးမွေးဖွားပြီးလာခဲ့ပါတယ် chaos မွေးဖွားပြီးခဲ့တဲ့နတ်ဖျားတွေကတော့ Gaia လို့ခေါ်တဲ့ကမ္ဘာမြေကြီး Tartarus လို့ခေါ်တဲ့ကမ္ဘာမြေအောက်ကနတ်ရှိုင်းတဲ့ကြောက်ကြီး Eros လို့ခေါ်တဲ့လူဝင်ဆန္ဒနဲ့ Erebus လို့ခေါ်တဲ့အမှောင်တူပြင် Nyx လို့ခေါ်တဲ့ညတို့ကိုမွေးဖွားပြီးခဲ့ပါတယ် chaos မွေးဖွားပြီးခဲ့တဲ့နတ်ဖျားဖြစ်တဲ့ကမ္ဘာမြေ Gaia ကနေပြီးနောက်ထပ်နတ်ဖျားတွေကိုဆက်ပြီးမွေးဖွားပြီးခဲ့ပါတယ်သူတို့ကတော့ကောင်းကင်ဖြစ်တဲ့ Uranus တောင်တန်းတွေဖြစ်ကြတဲ့ Ura နဲ့ပင်လယ်ပြင် Pontus တို့ဖြစ်ခဲ့ကြပါတယ်နောက်ပိုင်းမှာကမ္ဘာမြေဖြစ်တဲ့ Gaia နဲ့ကောင်းကင် Uranus တို့ကပေါင်းဖက်ခဲ့ကြပါတယ်သူတို့နှစ်ယောက်ကပေါင်းဖက်ခဲ့ကြပြီးသားသမီး30မွေးဖွားခဲ့ကြပါတယ်ဒီသားသမီး30ကတော့တိုင်တန်နတ်ဖျား12ယောက်မျိုးလုံးတစ်လုံးနဲ့ပါတဲ့ Cyclo 3ယောက်နဲ့လက်တရာခေါင်း55လုံးနဲ့ Hecadon Greece 3ယောက်တို့ပဲဖြစ်ပါတယ်နတ်ဖျား2ယောက်ပေါင်းဖက်ပြီးတော့မှမွေးလာတဲ့နောက်ထပ်နတ်ဖျားမျိုးဆက်တွေဖြစ်တာကြောင့်ဒီသားသမီးတွေကလည်းတန်မာကြပြီးသူတို့ကစွမ်းအားကြီးကြပါတယ်ဒါကြောင့်သူ့နေရာကိုလူပြီးသူ့ရဲ့ဩဇာအာဏာတွေကိုယူသွားမှစိုးရိမ်နေတဲ့ Uranus ကသူ့သားသမီးတွေအကုန်လုံးကိုကမ္ဘာမီအောက်ကကြောင်းနဲ့ Tartarus ထဲမှာပိတ်လောင်ထားခဲ့ပါတယ်ဒီလိုမျိုးသားသမီးတွေကိုပိတ်လောင်ထားခဲ့တဲ့ Uranus ကို Gaia ကတဖြည်းဖြည်းနဲ့မကြေမနက်ဖြစ်လာပြီးနာကြီးလာခဲ့ပါတယ်ဒါကြောင့်ပဲ Gaia က Uranus ကိုလက်စားချေပြီးဒုက္ခပေးနိုင်မယ့်အစီအစဉ်တစ်ခုကိုစီစဉ်ခဲ့ပါတယ်သူမက Uranus ကိုတိုက်ခိုက်နိုင်မယ့်ဒဇင်တစ်ခုကိုဖန်တီးခဲ့ပါတယ်ပြီးတာနဲ့ Gaia ကသူမရဲ့သားသမီးတွေစီကိုတွားတွေးလိုက်ပြီး Uranus ကိုဘယ်သူတိုက်ခိုက်ရဲလဲဆိုတာကိုမေးလိုက်ပါတယ်ဒါပေမဲ့သားသမီး18ယောက်ရှိတဲ့မှာအကုန်လုံးနှီးပါးကဘယ်သူမှသူတို့ရဲ့ဖခင် Uranus ကိုမတိုက်ခိုက်ရဲခဲ့ကြပါဘူးအဲဒီမှာထူးထူးခြားခြားတိုက်ခိုက်ရဲပြီးတော့တတိရှိခဲ့တဲ့လူကတော့တိုက်တန်တွေထဲကအငယ်ဆုံးဖြစ်တဲ့ Kronos ပါပဲသူကသူ့အမေ Gaia စီကဒီတာဝန်နဲ့တစင်ကိုလက်ခံလိုက်ပါတယ်အဲ့လိုနဲ့တရက်မှာ Uranus ကအိတ်ဆက်နားယူဖို့ Gaia စီကိုလာခဲ့ပါတယ်အဲ့အချိန်မှာပဲချောင်းမြောင်းပြီးစောင့်နေခဲ့တဲ့ Kronos က Uranus ရဲ့ကပ်ပဲအိတ်တွေကို Gaia ပေးထားတဲ့တစင်နဲ့ဖျက်လိုက်ပါတယ်Uranus ရဲ့ဝေးစင်းနှလုံးကဒဇင်နဲ့အတူပင်လယ်ထဲကိုကျဆင်းသွားခဲ့ပါတယ်။အဲ့နောက်ကစပြီး Kronos က Uranus ရဲ့နေရာမှာနတ်ဖျားတွေရဲ့ဘယင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်း Uranus က Kronos ကိုကျိန်စာတစ်ခုတိုက်ခဲ့ပါတယ်။အဲ့ဒါကတော့ Kronos လည်းသူ့လိုမျိုးတူညီတဲ့ကံကြမ္မာတစ်ခုကိုကြုံတွေ့ရလိမ့်မယ်လို့ကျိန်စာတိုက်ခဲ့ပါတယ်။ Uranus ကသူ့ကိုသူ့သားဖြစ်တဲ့ Kronos ကတိုက်ခိုက်ပြီးတော့နန်းလူခဲ့တယ်လို့မျိုး Kronos ကိုလည်းသူ့ရဲ့သားသမီးတွေကတိုက်ခိုက်လိမ့်မယ်ဆိုပြီးကျိန်စာတိုက်ခဲ့တာပါ။ဒါပေမဲ့လည်းအခုလက်ရှိမှာတော့ Kronos က Uranus ရဲ့နေရာမှာနတ်ဖျားတွေရဲ့ဘယင်ဖြစ်လာပါပြီ။ Kronos ဘယင်ဖြစ်လာတဲ့အချိန်မှာလေသူကသူ့ရဲ့ညီကိုမောင်နှမတွေလို့ပြောရမယ် Cyclo တွေနဲ့ Hecadon Greece တွေကိုလွှတ်မပေးခဲ့ပါဘူး။သူကလည်း Uranus လိုမျိုးပဲဒီ Cyclo တွေနဲ့ Hecadon Greece တွေရဲ့ခွန်အားကိုကြောက်နေခဲ့ပါတယ်။သူကိုယ်တိုင်ကသူ့ဖေစီကအာဏာကိုလူယူခဲ့ပြီးသူ့စီကလည်းပြန်လူယူခံရမှာကိုကြောက်ရွံ့နေခဲ့ပါတယ်။ Kronos ကသူ့ရဲ့မွေးချင်းမောင်နှမတွေဖြစ်ကြတဲ့တိုက်တန်တွေနဲ့ပဲစကြဝဠာကြီးကိုအုပ်ချုပ်နေခဲ့ပါတယ်။ဒီလိုနဲ့စကြဝဠာကြီးကိုအုပ်ချုပ်နေရင် Kronos ကသူ့ရဲ့မွေးချင်းမောင်နှမတွေပြည်ကတိုက်တန်တစ်ယောက်ဖြစ်တဲ့ Rhea နဲ့လက်ဆက်ခဲ့ပါတယ်။ Rhea နဲ့ Kronos နဲ့ပေါင်းဖက်ပြီးတော့မှသားသမီး6ယောက်မွေးဖွားခဲ့ကြပါတယ်။ဒါပေမဲ့ Kronos ရဲ့စိတ်ထဲမှာကသူ့အဖေပေးထားခဲ့တဲ့ကျိန်စာကြီးတစ်ခုကဆွဲထင်နေခဲ့ပါပြီ။အဲ့တော့သူကသားသမီးတွေမွေးလာတိုင်းသူ့ရဲ့သားသမီးတွေအကုန်လုံးကိုတယောက်ပြီးတယောက်မျိုးချခဲ့ပါတယ်။သားသမီးတယောက်ကိုမွေးပြီးတဲ့အချိန်တိုင်းမှာ Rhea က Kronos စီကိုသွားပြလိရှိပါတယ်။အဲ့လိုမျိုးပြတဲ့အချိန်တိုင်းမှာလည်း Kronos ကနေပြီးတော့အိတ်ကလေးကိုတစ်ချက်ကြည့်ပြီးတာနဲ့သူ့ရဲ့ဘိုက်ထဲကိုတန်းပြီးမျိုးချလိုက်ပါတယ်။အဲ့လိုပထမတစ်ယောက်ကနေစလို့ကလေးတိုင်းကိုမျိုးချနေတာကြောင့် Rhea ကသူ့ရဲ့နောက်ဆုံးအငယ်ဆုံးလေးတစ်ယောက်ကိုမွေးပြီးတဲ့အချိန်မှာဒီလိုအဖြစ်မျိုးနဲ့ထပ်ဖြစ်မှာကိုကြောက်လန့်နေခဲ့ပါတယ်။ဒါကြောင့်ပဲသူကဒီတစ်ချိန်မှာကလေးကိုခုလိုမျိုးချခံရတဲ့အဖြစ်မဖြစ်ရအောင်ဆိုပြီးGaia နဲ့သွားတွေ့ပြီးတိုင်ပင်ခဲ့ပါတယ်။ Gaia ကလည်း Rhea ကိုကူညီပေးခဲ့ပြီးနောက်ဆုံးမွေးလာတဲ့ကလေးနဲ့ဆင်တူတဲ့ကြောက်တုံးတုံးကိုဖန်တီးပေးခဲ့ပါတယ်။ပြီးရနဲ့ Rhea ကအဲ့ကြောက်တုံးကိုအနှိမ့်ပတ်ပေးလိုက်ပြီး Kronos ကိုသွားပြလိုက်ပါတယ်။ Kronos ကလည်းကြည့်အောင်မကြည့်ဘဲနဲ့ချက်ချင်းကြောက်တုံးကိုမျိုးချလိုက်ပါတယ်။ဒီမွေးလာတဲ့ကလေးလေးကိုတော့ Greece ကျွန်းပေါ်မှာထားလိုက်ပြီးသူ့ကို Nymph လို့ခေါ်တဲ့နတ်ဖျားတွေနဲ့ Amethelia လို့ခေါ်တဲ့စိတ်မကြီးတစ်ကောင်ကပြုစုပြောထောင်ခဲ့ကြပါတယ်။ဒီနတ်ဖျားလေးကတော့နောက်တစ်ချိန်မှာနတ်ဖျားဘယင်ဖြစ်လာမယ် Zeus ပါပဲ။ Zeus ကလေးဘဝတုန်းကသူ့ရဲ့ငိုကြွေးတန်တွေကအရန်ကိုကြေလောင်ခဲ့တာကြောင့် Kratos စစ်တီတော်တွေကသူတို့ရဲ့တိုင်းကားတွေကိုဓာတ်တွေနဲ့ခောက်ပြီးတော့စူညံတန်တွေနဲ့ဖုံးကွယ်ထားခဲ့ရပါတယ်။ဒီလိုကနေပဲ Crete ကျွန်းပေါ်မှာနတ်ဖျားပေါက်စာလေး Zeus ကလူလားမြောက်လို့အရွယ်ရောက်လာခဲ့ပါတယ်။သူအရွယ်ရောက်တဲ့အချိန်မှာသူ့အဖေ Kronos ရဲ့ဘိုက်ထဲမှာပိတ်မိနေခဲ့တဲ့သူ့ရဲ့ညီကိုမောင်နှမတွေကိုပြန်လွတ်ပေးဖို့လိုအပ်တယ်ဆိုတာကိုသူနားလည်နေခဲ့ပါတယ်။ဒါကြောင့်ပဲ Zeus က Mantis လို့ခေါ်တဲ့နတ်ဖျားမတစ်ပါးစီကနေအကြံတောင်းခဲ့ပါတယ်။ Mantis က Zeus ကိုဆေးရည်တစ်မျိုးပေးလိုက်ပါတယ်။ဒီဆေးရည်ကို Kronos တောက်မိတာနဲ့သူ့ဘိုက်ထဲကအရာတွေအကုန်လုံးကိုပြန်အံရပါလိမ့်မယ်။အဲ့လိုနဲ့ Rhea ကဒီဆေးရည်ကိုယူသွားပြီး Kronos တောက်မဲ့ဝိုင်ထဲမှာထည့်ထားလိုက်ပါတယ်။ Kronos ကဆေးရည်ကိုတောက်လိုက်တဲ့အချိန်မှာဆေးရည်ကအစွမ်းပြသွားပြီးတော့သူမျိုးချထားခဲ့တဲ့သူ့သားသမီးတွေအကုန်လုံးကိုပြန်အံချခဲ့ပါတယ်။ဒီသားသမီးတွေကလည်းနတ်ဖျားတွေဖြစ်တာကြောင့်
Kronos ရဲ့ဘိုက်ထဲမှာရောက်နေတာတော့မှသူတို့ကမသေးခဲ့ကြဘဲနဲ့ပြန်ပြီးအန်ချခံလိုက်ရတဲ့အချိန်မှာအရွယ်ရောက်နေခဲ့ကြပါပြီဒီလွတ်လာတဲ့ညီကိုမောင်နှမတွေကသူတို့ကိုလှုပ်ပေးခဲ့တဲ့ Zeus ကိုကျေးဇူးတင်ပြီးသူ့ကိုခေါင်းဆောင်အနေနဲ့သတ်မှတ်လိုက်ကြပါတယ်အနောက်က SARS ပြီး Zeus တို့က Titan တွေကိုပြောင်ပြောင်တင်းတင်းပုံကန်มาတော့တယ်အဲ့လိုနဲ့ပဲ Titanomachy လို့ခေါ်တဲ့ Titan တွေနဲ့စစ်ပွဲကြီးကစတင်ခဲ့ပါတယ်Zeus ဘက်မှာတော့သူ့ရဲ့ညီကိုမောင်နှမတွေဖြစ်ကြတဲ့ Olympia နတ်ဖျားတွေရှိနေခဲ့ပြီး Kronos ရဲ့ဘက်မှာတော့သူ့ရဲ့ Titan မောင်နှမတွေရှိနေခဲ့ပါတယ်Titan တွေဘက်မှာစစ်ပွဲကိုဥဆောင်ပြီးတိုက်ပေးခဲ့တာကတော့ Atlas လို့ခေါ်တဲ့ Titan ပါပဲဒါပေမဲ့ Titan တွေထဲမှာလည်း Kronos ဘက်ကမနေဘဲနဲ့ Zeus ဘက်မှာနေခဲ့တဲ့သူရှိပါတယ်ဒါကတော့ Themis နဲ့ Prometheus တို့ဖြစ်ကြပြီးသူတို့က Kronos ဘက်ကနေဝင်မတိုက်ဘဲနဲ့ Zeus ဘက်မှာဝင်တိုက်ခဲ့ကြပါတယ်တစ်ဖက်မှာလည်း Olympia နတ်ဖျားတွေနဲ့တစ်ဖက်မှာလည်း Titan တွေကသူတို့ရဲ့တိုက်ခိုက်မှုတွေနဲ့သူတို့ရဲ့စစ်ပွဲကြီးကအင်အားကြီးမျှနေခဲ့ပါတယ်ဘယ်ဘက်ကနိုင်ရမလဲဆိုတာကိုတိတိကျကျဆုံးဖြတ်နိုင်မဲ့အခြေအနေမျိုးမရောက်ခဲ့ပါဘူးဒါကြောင့်ပဲညံပြားပြီးအကွက်မြင်တဲ့ Zeus ကသူ့အနေနဲ့နိုင်ရဖို့ဆိုလို့ချင်းသူ့ရဲ့ဦးလေးတွေဖြစ်ကြတဲ့ Tartarus က Cyclops တွေနဲ့ Hecaton Chrees တွေကိုလွှတ်ပေးဖို့လိုအပ်မယ်ဆိုတာကိုတွေးမိလာပါတယ်ဒါကြောင့်ပဲသူက Tartarus တီသွားပြီးတော့ Cyclops နဲ့ Hecaton Chrees တွေကိုလွှတ်ပေးလိုက်ပါတယ် Cyclops တွေကကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ Zeus, Poseidon နဲ့ Hades ညီကို3ယောက်အတွက်လက်နက်တွေဖန်တီးပေးခဲ့ပါတယ် Zeus အတွက်မိုးကြိုးတွေကိုပြစ်လွတ်နိုင်စေတဲ့ဝရစိန်မိုးကြိုးသွားလက်နက် Poseidon အတွက်ကဘာမြေပေါ်ကရေတွေကိုထိန်းချုပ်နိုင်မဲ့ခရင်ကွာနဲ့ Hades အတွက်တော့ကိုပြောင်းနိုင်စေမဲ့အုတ်ထုပ်တစ်လုံးကိုဖန်တီးပေးခဲ့ကြပါတယ်အဲ့အပြင်ကိုပဲ Hecaton Chrees တွေက Titan တွေထက်တိတိကျကျပို့ပြီးတော့ခွန်အားကြီးမှကြပါတယ်ဒါကြောင့်ပဲစစ်ပွဲထဲမှာ Hecaton Chrees တွေနဲ့ Cyclops တွေပါလာတဲ့အချိန်မှာ Olympian နတ်ဖျားတွေဘက်ကတိတိကျကျအားသာလာပါပဲ Titan တွေကတန်မာပြီးခွန်အားကောင်းကြတယ်ဆိုပေမဲ့ Hecaton Chrees တွေကသူတို့ကိုဖိအားပေးနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့တိုက်ပွဲကအဆုံးဖြတ်ထီကိုရောက်သွားခဲ့ပါတယ်ဒီ Titanomachy လို့ခေါ်တဲ့ဒီ Titan တွေနဲ့စစ်ပွဲကြီးက10နှစ်ကြာမြင့်ခဲ့ပြီးအဆုံးသတ်တဲ့အချိန်မှာတော့ Olympian နတ်ဖျားတွေပဲအနိုင်ရခဲ့က Titan တွေကတော့ရှုံးနေသွားခဲ့ရပါတယ်ရှုံးနေသွားတဲ့ Titan တွေကို Tartarus စီပို့ခဲ့ပြီးအဲ့မှာထောက်ထားပိတ်လောင်ထားခဲ့ကြပါတယ် Titan တွေရဲ့စစ်သူကြီး Atlas ကိုတော့ကဘာမြေကိုထောက်ထားထမ်းထားဖို့အပြစ်ဒဏ်ပေးခဲ့ပါတယ် Titan တွေထဲမှာအပြစ်မခံခဲ့ရတဲ့သူဆိုလို့ Themis နဲ့ Prometheus ပဲရှိခဲ့ပါတယ်သူတို့ကတော့ Zeus ဘက်ကဝင်ပြီးတိုက်ခိုက်ပေးခဲ့တာကြောင့် Titan တွေကိုတစ္ဆာပေါက်သလိုတော့ဖြစ်ပေမဲ့သူတို့ကတော့အပြစ်ဒဏ်တွေကနေကင်းလွတ်ခွင့်ရခဲ့ပါတယ်တိုက်ပွဲကြီးပြီးတဲ့နောက်မှာတော့ Zeus ကနတ်ဖျားတွေရဲ့ဘုရင်သစ်ဖြစ်လာပြီးသူ့ရဲ့ထင်းနှံကို Olympian တောင်မှာအခြေစိုက်ခဲ့ပါတယ် Poseidon ကတော့ရေပြင်းတွေကိုအုပ်စိုးအပိုင်ဆိုင်ရပြီး Hades ကတော့တည်ဆုံးသူတွေနဲ့မြေအောက်ကဘာကိုအုပ်စိုးခဲ့ပါတယ်ဒါကတော့ Greek တန်တာကြီးတွေရဲ့ပထမဆုံးအပိုင်းလို့ပြောရမှာပေါ့ဒီပိုင်းမှာတော့မျိုးဆက်နှစ်ခုတိုင်အောင်ပဲတားဖတွေကြားထဲမှာတိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့တားဖချင်းချင်းထီးနှံပြန်လူခဲ့ရတဲ့ဇလန်တစ်ခုလို့တော့ပြောလို့ရပါတယ်နောက်ဘက်တွေမှာလည်းနောက်ထပ်ပွေတွေနဲ့တူကျွန်တော်တို့ပြန်လာခဲ့ပါမယ်ကျေးဇူးအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်